ညနေတိုင်းမစ္စတာကွန်းသည်မိဘငယ်တစ်လုံးကိုမိထွန်းပြီးရာသီဥတုဒဏ်ခံနေသောအိမ်၏ကမုံနာတွင်ချိတ်ဆွဲထားသည်အိမ်နီးချင်းများကယင်းသည်မတူညီသောမျိုးဆက်တစ်ခုမှထူးခြားသည့်အလေးထားတစ်ခုဟုထင်မြင်ယူဆကြသည်ဂတိတစ်ခုဆိုတာသူတို့မသိခဲ့ကြဘူး လွန်ခဲ့သည့်နှစ်များကသားဖြစ်သူလီယိုသည်မြို့၌အလုရှာရန်ထွက်ခွာသွားသောအခါကွန်းသည်သူ့ကိုရွာဆုံဘက်သို့လိုက်သွားခဲ့သည်မင်းအမြဲတမ်းမင်းပြန်လန်းရှာမှာပါမိအိမ်ရဲ့အနှွေးတက်ကိုလီယိုရဲ့လက်ထဲကိုဖိပြီးပြောလိုက်တယ်အစင်သင့်ဖြစ်ပြီဆိုရင်ဒီအလင်းရောင်ကတင့်ကိုလမ်းပြပေးလိမ့်မယ် လီယိုကဘယ်တော့မှမရေးခဲ့ဘူးပါဘူးသူဘယ်တော့မှမခေါ်ဘူး သို့သောညတိုင်းတွင်မစ္စတာကွန်းသည်လက်လုတ်ထားသောနူးညံ့သိမ်မွေ့သောအခြားမိဘတစ်ခုကိုထွန်းညှိပြီးကမုတ်ပေါ်တွင်ချိတ်ဆွဲထားသည်မုန်လိုက်များမှတစ်ဆင့်အပူလိုက်ထည့်၍ဆယ်စုနှစ်များတစ်လျှောက်ထုံးတမ်းစင်လာများကိုဆက်လက်လှုပ်ဆောင်ခဲ့သည်သူအိမ်ပြန်မဲဟုလေတံဖြင့်ပြောလိုက်သည် ဆောင်းရတညတွင်နှင်းများကျလာသည်နှင့်အမျှအရေးတစ်ခုကရွာလန်းဘက်သို့လျှော့ကျလာသည်အသက်ကြီးရဲ့ပူပါတဲ့မျိုးကဘယ်တော့မှသတိမထားမိတဲ့ပုံစံတွေနဲ့ကွဲသွားတယ်ဒါပေမဲ့နှင်းတွေကျနေတဲ့အလင်းတန်းလေးမှာမစ္စတာကွန်းကခုန်နေတာကိုလီယိုကမြင်တော့ငိုတယ် ငါပြောတယ်မစ္စတာကွန်ကသူ့သားကိုငငယ်ကလိုကန်ကန်ကတိုးတိုးပြောသည်အလင်းရောင်ကမင်းကိုအိမ်ပြန်လာပေးလိမ့်မယ် ထိုညတွင်နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဖြစ်မီးပုံးသည်မိုးလင်းသည့်တိုင်အောင်ထွန်းတောက်ခဲ့သည် Subscribe my channel.